ကိုတာတီမိမိလူတို့ကိုကျမကဲချွတ်မိသူဖြစ်သောကြောင့်ယေရှုကိုတော်အမိဖြင့်မဲ့ရမည်ဟုကောင်းကင်မှာဆို၏ယေရှုတော်ဆက်ရှိကောင်းချီးပေးပါစေအာမင်ကျင်းတော်အနေနဲ့ဆက်လိုပါတယ်လို့သူတောင်းဖို့ကတော့တခြားတော့ဘာမှထွေထူးမရှိပါဘူးเนาะဝိညာဉ်ရနဲ့ပတ်သက်လို့တကယ်ဖရာသခင်ရဲ့အတန်တော်ကြီးပါအောင်ပြရတဲ့ဒီပတိကြားသိပြီးတော့เนาะအမွေနမိတ်လက္ခဏာများအဖြစ်ပျောက်ဆုံးသောဝိညာဉ်ဖန်ဆီးနိုင်ဖို့ပေါ့လေเนาะအဲ့ဒါကိုသူဆက်လက်သူကတော့ဘူးချိုပဲပြောမှာပါဟာလားဒီစကူတက်နေတာပေါ့လေเนาะအဲ့ဒါသူတို့လည်းဆက်လက်ပြီးတော့သူတောင်းပေးစေခြင်းနဲ့เนาะအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ထမင်းဟင်းနေပြင်ပေးတာလဲကိုတည်းနဲ့တို့နော်မတန်းစင်တွေတော့ပြင်ပေးခြင်းဖြစ်ပါတယ်လို့နော်ကဲအားလုံးသူတို့တွေတော့သူတောင်းပြီးကောင်းကြီးပေးကြအောင်နော်ရှုပ်ခရမွေးဖွားတန်းစင်ကြောင့်ကိုလာရောက်ပြီးတဲ့ရင်ကောင်းပြောကြတဲ့အခါမှာလေလိုက်လေပြူငါစွာနဲ့ကျူးစိုးအခမ်းတာမကပဲနဲ့ထမင်းဟင်းလျာများမြင်လဲကိုတော့တာတူကိုပြန်လေအခမ်းကျင်းပေးတဲ့အတွက်လေသူတို့ဘုံ၌ကိုရိုဒီကြီးမားစွာအမှုပြုကောင်းကြီးပြီးတော့ပါအောင်စစရာကိုတော့ကိုအလျံတွန်းလောက်မစားပြီးတော့ကောင်းကြီးပြုလို့ပါဖာပြုတော့ပေါင်းချီးမွမ်းတကယ်ရှိနမှာအမီးပြီစတော့စကကောင်းကြီးပြပါတယ်ဖာမြတ်စွာဘုရားတခင်အာမင်သင်္နပတ်ချက်Merry Christmas!
mi phe me ya mi hu kan ki ma so I yang ni ma so na the one go fit no ma tu kali tu la di bet ya la tani jo be no ni jo si de so Merry Christmas so te no ne to nya nya bo no so the so now the into ne little into not so mono like what so the Christmas day ma le so ro pia chong ma shi ba le lo ara so so yes also we are the way so leအခုတော့ဒီမှာတော့အားလုံးအစားရရစီပြီးတဲ့ပြပြချီအောင်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဒီချက် tu ba ji ko chum ba le di to mi la su ba yi shu na ma pe su do an Hey, look at this. Who is this? I'm alone. Let's go. Whoa. Let it go. Vocally something, so you better sing loud. Yes, sir. No. If you don't sing loud, they're not going to feed us. 1, 2, 3. Merry Christmas. Let's send that back to it.
ကောင်းမချုံမစော်ရရောက်ဖြစ်လာမယ်လို့အဲ့ဒါဘာပဲဖြစ်စံလူလဲနေလူလဲဒီဘာမှပြန်ရောက်လာမစားသေးဘူးဆိုတော့ဒီကောင်မိသားစုကတကယ်ပဲတရားရှိတဲ့ဘူရီဖြစ်သူပဲကျေးဇူးတင်တယ်လို့အားလုံးကြီးစွာနေငယ်ဆုံးတိုင်အောင်ဆရာကြီးဝိရှင်စင်တဲ့သူကျေးဇူးကြီးများအကုန်လုံးသခင်ယေရှုရဲ့မွေးဖွားတဲ့တည်င်းကောင်းကိုဒီကျွန်တော်အိမ်ထောင်မိသားစုထဲမှာလာပြီးတော့မှဟေရစင်လာတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်လို့အချိန်ပေးပြီးတော့မှဘုရားကိုချစ်ပြီးတော့မှအခုလိုရောက်ရှိလာတဲ့ဒီသူအားလုံးကိုဖျက်တင်ကောင်းကြီးပေးပါစေ။ဒါတော့သခင်ယေရှုခရစ်နာမတော်များနဲ့ဆုတောင်းလဲစက္ကကြပါပါရှင်။အာမင်။ စေတပတ်စေ Amen.